Okay မင်္ဂလာပါဗျဒီနေ့ပေါ့နော်ကျွန်တော်အခုဒီမှာလူပြောမှများလာမယ်ကြဒီထက် game plan ပေါ့နော် game plan ကိုဝယ်နေပေါ့လာပြပေးပါဆိုလို့တကယ်တော့ဒီထက် game plan ကကျွန်တော်တို့အပြင်ကစမှတ်ပြီးဝယ်လို့ရတယ် COD ကုန်မရှိဘူးပေါ့နော်ကျွန်တော်တို့သူ့ကိုသွားဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒီထက် APP တဲ့ကနေတစ်စက်မဲ့သွားဝယ်လို့ရတယ်ဗျအဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံးဒီထက် APP တဲ့ဝင်ပြီးတော့ဝယ်နေကိုပြပေးမယ်နော်ကျွန်တော်အရင်ဆုံးဒီထက် APP တဲ့ဝင်မယ်ကျွန်တော်မှာပေ40ရှိတယ်ပေါ့နော်ပေ40ရှိတော့ကျွန်တော်တစ်လဆက်မှလိုက်ပါပေ40ကိုတစ်လရတယ်ဆိုတော့ကျွန်တော်တို့ပေါ်ဆွဲလိုက်မယ်ပေါ်ဆွဲရင်ဒီနေရာမှာဒီဘက်ကိုအဲ့နေရာရောက်ရင်ကျွန်တော်ဒီမှာနော်အကောင့်လေးနှိပ်ပေးလိုက်ဒီမှာကျွန်တော်တို့ရက်ရွေးပေါ့နော်တရက်ရမယ်3ရက်9ရက်15ရက်ရက်90ကျွန်တော်ဒီမှာရက်30ထားပေးမယ်ပြီးရင်ဒီမှာ3ညချီပြီးထားမယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ဒီအောက်ကဒီမြင့်ကြောင်းညလေးကိုကျွန်တော်တစ်ချက်ထပ်နိုင်ပါပေါ်ကကျွန်တော်က gain စမှတ်မှာဖြစ်တဲ့အတွက် gain တစ်ခုပဲစမှတ်မှာဖြစ်တဲ့အတွက်ဒီ social တို့ဒီဖြောပြ website တို့ကျွန်တော်တို့ကအမှတ်ချက်ဖြုတ်မယ်ဒီ gain ကိုအမှတ်ချက်ထားမယ်ဗျအဲ့တော့ဆိုရင်ဒီမှာကျွန်တော်တို့တစ်လပေါ့နော်တစ်လရမယ်ကျွန်တော်တို့40ပတ်ပေါ့ဒီမှာတကယ်လို့ကိုကတစ်လစမှတ်မစမှတ်ရှင်မှုရပိုင်တော့ပဲ9ရက်လောက်ပဲစမှတ်မှာဆိုရင်ဒီမှာ9ရက်လောက်ပဲစမှတ်မှာဆိုရင်ဒီမှာပေါ့နော်15ရက်စမှတ်မှာဆိုဒီမှာ29ကျပ်ပေါ့နော်9ရက်ဆိုရင်ကျွန်တော်ဒီမှာ16ကျပ်ရပောင်း90ဆိုရင်ဒီမှာ90ကိုနှိပ်လိုက်မယ်ရက်90နှိပ်လိုက်ရင်61ပတ်ဒီမှာနော်61ပတ်ပြောင်းသွားပြီကျွန်တော်ကရက်30ပဲစမှတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ30ပဲထားမယ်ရက်ကိုဆိုရင်ဒီမှာ40ပတ်ပေါ့နော်โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာ80သွားမြည်ဆိုတဲ့ဥစ္စာစစ်နိုင်မှာဗျโอเคเนาะဒီမှာအတီးပြုတ်ရနှိပ်ဖို့ပဲလုပ်တော့တယ်ပေါ့နော်ဒီမှာဒီအတီးပြုတ်ရကိုတစ်ချက်ဆက်နှိပ်လိုက်ပါဗျโอเคဒါဆိုရင်ပေါ့နော်ဒီမှာဝယ်ယူပြီးပါပြီပေါ့သူဒီမှာစာရေးလက်ပို့လာပြီဒီမှာဝယ်ယူပြီးပါပြီပေါ့နော်ကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်ဒီထက် APP ထဲမှာကျွန်တော်တို့ gain plan ဝယ်နေပေါ့နော်ကျွန်တော်မိထားတယ်တွေများတယ်ဗျသူကအပြင်က COD စမှတ်ကုန်မရှိတဲ့အတွက်ယခုဒီဗီဒီယိုထဲကလိုမျိုးကျွန်တော်တို့ဒီထက် APP ထဲမှာဝင်ဝဲမှရမယ်နော်โอเคဒီမှာနော်ဒီမှာနော်ခုနလေးကဝက်လိုက်တဲ့ဒီထက် gain plan ပေါ့နော်သူကကျွန်တော်ဒီတိုက်တော့သူက line 3လို့မရဘူးဗျာနော်ဒီတိုက် line 3လို့မရဘူးကျွန်တော်တို့ဘာလဲ VPN နဲ့တော့ရမှာနော်ကျွန်တော် VPN လုံးနေကိုကျွန်တော်နောက်ဗီဒီယိုမှာတင်ပေးမယ်ဗျလောလောဆယ်ကျွန်တော်စမ်းကြည့်အောင်မှာနော်စမ်းကြည့်အောင်မှာဆိုကျွန်တော်မဟုတ်ကျွန်တော်အရင်ကဒီ plan တစ်ခုတည်းနဲ့ကျွန်တော်တို့ gain နေပါတယ်စမှတ်လို့ရဆော့လို့ရတယ်ဗျအခုတော့ရမရကျွန်တော်စမ်းကြည့်အောင်မှာပေါ့နော်ပြန်ဖြုတ်လာအောင်โอเคဒါတော့ဖူပြန်ပြုတ်သွားပြီပေါ့နော်ကျွန်တော်ခိုင်းဝင်စမ်းကြည့်မယ်ရမရဒါခိုင်းစမှတ်ထားတဲ့စင်ကပ်ပေါ့နော်မသိဘူးအရင်ကတော့ရတယ်ခုနောက်ပိုင်းရမယ်ရမတွေ့တော့ကျွန်တော်စမ်းပြတာလို့တွေ့မရရင်တော့ကျွန်တော်တို့မရဘူးပေါ့ရဖူပြန်နဲ့တွဲတောင်းရမှာပေါ့ဒီလိုမျိုးဆိုရင်တော့ဆော့လို့ရမှာထင်တယ်ဗျာနော်ကျွန်တော်ဆော့တာကpage ဆိုရင်ကျွန်တော် page အတူလေးပေါ့နော်ကျွန်တော်ဆော့တယ်ဒီ page တူလေးဝင်လို့ရတယ်လို့ပြောရမှာပေါ့နော်ကျွန်တော် mobile လေးဆန်တော့ဘာလို့တော့ကျွန်တော်မပြောတော့ဘူးဗျာအဲ့ဒါနဲ့ကျွန်တော် gain နဲ့ဝင်ကြည့်တာ
โอเคဒီလောက်ဆိုရင်ကျွန်တော်ထင်တော့เนาะကျွန်တော် mobile လေးကျွန်တော်ဘာလို့စမ်းပြီပေါ့เนาะဒီကတစ်တီစစ်တီတမောကိုစမ်းပြီဒါကကျွန်တော်ရပြီလားเนาะခင်ဗျာမျိုးစမှတ်တော့ကျွန်တော်ဒီကလို့ကျွန်တော် social ဘက်နဲ့တောင်းကြည့်နေတယ်ဒီတရားမျိုးလာเนาะဒီကဒီလိုလေးရကြပါအားလုံးမစနေကြပါ